မလီဆွဲဖြင့်ကဘာကိုမောင်းနေသူဟင်နရီဖို့အောင်မြင်မှုနောက်ွယ်ကပစ္စမှုမင်္ဂလာပါခင်ဗျာကျွန်တော်တို့အောင်မြင်တဲ့လူတယောက်ကိုကြည့်လိုက်ရင်သူတို့ရဲ့စီစဉ်ပစ္စည်းဥစ္စာတွေကိုပဲမြင်တတ်ကြပါတယ်ဒါပေမဲ့အဲ့ဒီနောက်ွယ်မှာဘယ်လောက်တောင်ပစ္စက်ခဲ့ရလဲဘယ်လောက်တောင်ပင်ပန်းခဲ့ရလဲဆိုတော့ကိုတော့ဘယ်သူမှသတိမထားမိကြပါဘူးဒီနေ့မှာတော့တမလီလိုမာကျော်တဲ့ဆွဲလုံးလာတဲ့ဘဝကိုအောက်ခြေကနေတိဆောက်ခဲ့တဲ့ဟန်နရီဖို့ရဲ့ပင်ပန်းခံရုန်းကန်မှုတွေအကြောင်းကိုတစင်းသိပြပြပေးတော့မှာဖြစ်ပါတယ်လေတော်ရဲ့ယုံထက်ခြင်းနဲ့ငက်ခံပညာသင်ဘဝဟင်နရီဟာလေသမားသားပါအဲ့ဒီခေတ်ကလေယာလို့ဆိုတော့နားကျင်မရှိအောင်ပြင်မဲ့တဲ့အလုပ်ပါဒါပေမဲ့သူဟာခန္ဓာကိုယ်ပင်ပန်းတာထက်ဆိုင်ရင်သူဝါသနာမဟုတ်တဲ့အလုပ်ကိုသူလုပ်နေရတာမျိုးဘူးပြီးစိတ်ပြတ်ပါတယ်အသက်16နှစ်မှာအိမ်ကနေဒီထရိတ်မြို့ကိုထွက်လာတဲ့အခါမှာသူကဘာမှမရှိပါဘူးစမှုပညာသင်ဖြစ်စလို့တော့တစ်ပတ်ကိုလောက$2ခွဲရပါတယ်ဒါအဲ့ဒီခေတ်ကဆောင်းလာကပြီးဖို့တော့မှမလောက်ငှပါဘူးသူဘာလုပ်ခဲ့လဲအဆောင်ကတော့ပတ်စံပူရအောင်ညဘက်တွေမှာနိုင်ပြင်းတဲ့အလုပ်ကိုထပ်လုပ်ပါတယ်ဒီနေ့ကို15နာရီကနေ18နာရီထိနားကျင်မရှိလုပ်ရင်နဲ့ငငတ်ပြပြနဲ့ပညာသင်ခဲ့ရတာပါကိုရောင်ရဲ့တမလီစိတ်တဲ့ဟန်နရီရဲ့အပင်ပန်းဆုံးအချိန်ဒီမှာအက်ဒီဆန်ကုမ္ပဏီမှာအင်ဂျင်နီယာလုပ်နေတဲ့အချိန်တွေပါပဲမနေ့ကလည်းညနေအထိကိုကုမ္ပဏီမှာလုပ်ရတယ်ညဘက်လူတွေအိပ်ပျော်နေတဲ့အချိန်မှာသူကနောက်ဖေးကိုရောင်ထဲမှာစီကြီးတွေပေးကြရင်အေးတန်းကိုအန်တူရင်နဲ့ကားတကြီးဖြစ်ဖို့တူနဲ့တူနှက်တွေကျက်နဲ့အားတော့ခွန်နဲ့ကြိုးစားခဲ့ရတာပါသူကညဘက်တွေမှာအိတ်ဆက်ခြင်းကိုစတေးခဲ့ပါတယ်ပတ်ဝန်းကျင်ကလည်းသူ့ကိုအယူလိုခဲ့ကြတယ်မြင်မပါပဲတော်တဲ့လှဲဆိုတာဘယ်တော့မှဖြစ်မလာနိုင်ဘူးလို့ဝိုင်းပြောကြပေမဲ့သူကဘသူစကားကိုမှနားမထောင်မနဲ့ကိုရောင်ထဲမှာချိန်ကုန်ဆုံးခဲ့ပါတယ်1896ခုနှစ်မှာသူကပထမဆုံးကကွာဒရီဆာကေထွက်လာတဲ့အခါမှာတော့သူ့ရဲ့ပင်ပန်းခံမှုတွေအရာထင်လာခဲ့ပါတယ်ကြာရှုံးမှုများနဲ့ပုံမျိုးလေးရင်ဆိုင်ခြင်းဟန်နရီယာဖို့မော်တာကမ်ပဏီကိုမတည်ထောင်ခင်မှာကုမ္ပဏီနှစ်ခုလုံးကြာရှုံးခဲ့ပါတယ်ရင်းနှီးမြှုပ်နှံသူတွေကသူ့ကိုယုံကြည်မှုမရှိတော့ဘဲနဲ့ဆုံးသွားကြပါတယ်ပတ်စံမရှိထောက်ခံသူမရှိတဲ့အချိန်တွေမှာသူကစိတ်ဓာတ်မကျခဲ့ပါဘူးသူ့မှာရှိတဲ့နောက်ဆုံးခွန်အားကိုတုံးပြီးတော့ကိုသုံးလုံးလုံးခေါ်တဲ့ပြန်ကားတစ်စီးကိုတိစောက်ခဲ့တယ်အဲ့ဒီချိန်မှာအမြန်ဆုံးမောင်းနိုင်သူဟာနာမည်ကြီးပြီးတော့ရင်းနှီးမြှုပ်နှံသူတွေပြန်လာမယ်ဆိုတော့သူသိတယ်သူကိုယ်တိုင်အတန်နေရာကိုမဆိုင်ဘဲနဲ့အဲ့ဒီပြန်ကားကိုမောင်းနှင်ပြပြီးတော့လူတွေရဲ့အတိမတ်ပြုမှုကိုပြန်လည်ရယူခဲ့တာပါဒါတာမန်စွဲနဲ့လုံနိုင်တဲ့အရာတော့မဟုတ်ပါဘူးအောင်မြင်မှုရဲ့အထွတ်ထိပ်နဲ့စနစ်သစ်နောက်ဆုံးမှာတော့သူက Model T ထုတ်လုပ်နိုင်ခဲ့တယ်ဒါသူ့ရဲ့အောင်မြင်ပြီးဆိုပြီးတော့ထိုင်နေရမဟုတ်ပါဘူးကားကြီးကိုမြန်မြန်နဲ့ဈေးတက်တက်တာထုတ်နိုင်ဖို့ assembly line စနစ်ကိုတည်ရှင်ဖို့အတွက်ကို